အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးထဲမှာကျွန်တော်က YouTube အတွက်အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးဗီဒီယိုလေးတွေကိုဘယ်လိုဖန်တီးမလဲဆိုတာလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကဗီဒီယို editing လုပ်ဖို့လည်းအချိန်မပေးနိုင်ဘူးဒါမှမဟုတ်ဗီဒီယို editing မလုပ်တတ်ဘူး AI နဲ့လည်းဗီဒီယိုတွေကို generate မလုပ်ချင်ဘူးကျွန်တော်တို့ကူပြီးတော့ရိုက်ပြီးမဲ့တငယ်ချင်းတွေလည်းမရှိဘူးဒါမှမဟုတ်ကျွန်တော်တို့မှာဈေးကြီးတဲ့ကင်မရာတို့ဘာတို့အဲ့လိုမျိုးပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကျွန်တော်တို့မသုံးနိုင်ဘူးဆိုလို့ရှိရင်အလွယ်ကူဆုံးနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဗီဒီယိုတွေကိုမြန်ဆန်ဆန်ရိုက်ပြီးတော့ YouTube အတွက်ဖန်တီးလို့ရမယ်နီးလန်းလေးကျွန်တော်တွေ့ထားလို့ပါအားလေးကိုကျွန်တော်မျှဝေချင်ပါတယ်ကျွန်တော်နာမည်လူမိုက်ပါကျွန်တော်ကကာဂိုဗန်မောင်းပါတယ်အမေရိကန်မှာပါဆိုတော့ကျွန်တော်အတွက်ကကွန်ပျူတာရှိမှထိုင်ပြီးတော့ဗီဒီယိုတွေ editing လုပ်ဖို့အချိန်မပေးနိုင်ဘူးနောက်တစ်ခုကကျွန်တော် AI နဲ့လည်း generate လုပ်ဖို့အချိန်မပေးနိုင်ဘူးအဲ့တော့ကျွန်တော်အတွက်ကလွယ်ကူကူမြန်ဆန်ဆန်တဲ့ဗီဒီယိုတွေ edit လုပ်ပြီးတော့တင်နိုင်မှုedit အတက်နိုင်ဆုံးအနည်းဆုံးလုပ်ပြီးတော့တင်နိုင်မှုကျွန်တော်နီလန်းရှာအဲ့တော့တစ်နှစ်ခွဲလောက်ရှိပြီဗျကျွန်တော် channel တွေတော်တော်များများကျွန်တော်ကြည့်ရtutorial တွေ guide တွေပေါ့လေအဲ့ဒါတွေအကုန်လုံးကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ဘာသွားတွေ့လဲဆိုတော့အချက်၃ချက်ကျွန်တော်သွားတွေ့နံပါတ်1က consistency is key ဆိုတော့ကျွန်တော်တို့ကနေ့တိုင်းအချိန်မှန်မှန်ဗီဒီယိုကိုတင်ပေးရမယ်နံပါတ်2ကကျတော့ရက်တရာ challenge ဆိုတော့ရက်တရာ challenge ဆိုတာဘယ်လိုမျိုးလဲဆိုရင်တစ်နေ့ကိုဗီဒီယိုတစ်ပုဒ်နဲ့ရက်တရာတိတိတင်ရမယ်အဲ့ကြားထဲမှာကျွန်တော်တို့အောင်မြင်လာလိမ့်မယ်အဆင်ပြေလာလိမ့်မယ်ပေါ့နော်နံပါတ်3ကကျတော့ကျွန်တော်တို့ channel အတွက်ဗီဒီယိုတွေကိုဘယ်လိုမြန်ဆန်ဆန်လွယ်ကူကူဘယ်နေရာမှာမဆိုရိုက်မယ်အဲ့ဒီအချက်3ချက်ကိုကျွန်တော်တွေ့ပါဆိုတော့ကျွန်တော်တို့ဘာလိုရလဲကျွန်တော်တို့ဖုန်းတစ်လုံးလိုရတယ် tripod တစ်ခုလိုရတယ်ပြီးတော့ microphone တစ်ခုလိုရတယ်ဒါပဲအဲ့တော့ဘယ်လိုလုပ်မလဲ tripod လေးထောင်မယ်ဖုန်းလေးတင်လိုက်မယ်အဲ့ဒီဖုန်းကိုကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့စကားတွေပြောမယ်ဘာစကားတွေပြောမှာလဲဘာ content တွေလုပ်မှာလဲအဲ့ဒါလည်းအများကြီးစဉ်းစားကြမလို့ဗျကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တနေ့ကျွန်တော်တို့စကားပြောနေလူတွေအများကြီးရှိတယ်ကျွန်တော်တို့စကားအများကြီးပြောနေတဲ့လူတွေကကျွန်တော်တို့ရဲ့မိသားစုတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့လုပ်ဖို့ကိုင်ဘက်တွေပေါ့လေအဲ့ဒီလူတွေကိုကျွန်တော်တို့စကားတွေအများကြီးနေတိုင်းပြောတယ်အဲ့ပြောတဲ့စကားတွေကိုကျွန်တော်တို့ရဲ့မိတ်ဆွေတွေမိသားစုတွေလုပ်ဖို့ကိုင်ဘက်တွေကနားထောင်တယ်ဘယ်လိုနားထောင်လဲဆိုတော့နော်စိတ်ဝင်တစားနဲ့အစအဆုံးနားထောင်တယ်အဲ့တော့အဲ့ဒီအကြောင်းအရာကလူသူတို့တောင်စိတ်ဝင်စားရင်သူတို့လိုပဲအင်တာနက်ပေါ်မှာတခြားလူတွေရောစိတ်မဝင်စားနိုင်ဘူးလားစိတ်ဝင်စားနိုင်တာပေါ့ဆိုတော့အဲ့အကြောင်းအရာဒီ content ပဲအဲ့အကြောင်းအရာကိုအခုလိုကင်မရာလေးထောင်အခုလိုမျိုးစကားလေးပြောအခုလိုမျိုးရိုက်ပြီးပါပြီဆိုလို့ရှိရင်ဘာလုပ်မလဲကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ thumbnail လေးကိုတော့ AI မှာသွားပြီးတော့ generate လုပ်မယ်တင်မယ် YouTube မှာတင်လိုက်မယ် that's it ဒါပဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ video editing ကိုအချိန်အများကြီးမပေးနဲ့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကအခုမှစပြီးတော့ channel လုပ်ပါအခုမှ channel စလုပ်တဲ့အတွက်ကျွန်တော်တို့မှာ follower တွေမရှိသေးဘူးsubscriber တွေမရှိသေးတဲ့ခါကျတော့မနစ်ကဆိုရင်အဲ့ဒါကျွန်တော်ကြုံရတယ်မနစ်တော့ကကျွန်တော် video တစ်ခုလုပ်လိုက်တယ် video တစ်ခုကိုကျွန်တော်အဲ့တော့ဒီလို faceless video လေးတွေလုပ်တာပါနော်လေးတွေထက်အဲ့တစ်ခုပဲလုပ်ဖြစ်တာပါအဲ့တော့အဲ့ video ကိုလုပ်တဲ့အချိန်မှာကျွန်တော် editing အတွက်အချိန်ကို9နာရီကျော်လောက်ကျွန်တော်ပေးလိုက်ရတယ်ကျွန်တော်တစ်ပတ်လုံးနီးပါးပဲကားမောင်းနေရင်လည်းမအားရကြတဲ့နေ့ကျွန်တော်လုပ်လိုက်တယ်လုပ်ပြီးတော့ကျွန်တော် YouTube မှာတင်လိုက်တော့ video ကတော့9မိနစ်ကျော်ပဲရှိတယ်ပြဿနာကဘာလဲဆိုတော့ကြည့်တဲ့ viewer မရှိဘူးကျွန်တော်မနစ်ကတော့အဲ့လောက်မသိသေးဘူးဗျစပြီးလုပ်ခါတာဆိုတော့လုပ်ချင်တာပဲရှိရောviewer လည်းမရှိရောကျွန်တော်စိတ်ညစ်သွားတယ်စိတ်ညစ်သွားငါဒီလောက်အချိန်ပေးပြီးလုပ်တာတော့မှကွာ view မတက်ဘူးဆိုပြီးတော့ကျွန်တော်ဆက်မလုပ်ဖြစ်တော့ရက်သွားကျွန်တော်လိုမျိုးဖြစ်မှာဆိုလို့video editing လုပ်တဲ့အချိန်မှာအချိန်အများကြီးမပေးပါနဲ့တကယ်လို့ကို edit လည်းလုပ်တယ်အချိန်လည်းနည်းနည်းပေးထိုင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းပါးပါးတော့လုပ်ပါနော်ဆိုတော့ကျွန်တော်တို့ကဒီ video ကိုအချိန်အများကြီးပေးပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်တစ်ပတ်ကိုတစ်ခုနှစ်ခုလောက်ပဲကျွန်တော်တို့တင်နိုင်မယ်ဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးတင်တာထက်ကျွန်တော်မှပြောစရာတွေမျှဝေစရာတွေအများကြီးဖြစ်နေဘာလို့ကျွန်တော်နေ့တိုင်းတစ်ခုခုလုပ်ချင်ပေမဲ့ကျွန်တော်ဒီလိုမျိုးကင်မရာထောင်ပြီးကျွန်တော်စကားပြောပြီးတော့ရိုက်လို့ရတယ်ဆိုတာကိုကျွန်တော်သတိမထားမိတဲ့အတွက်ကျွန်တော်အချိန်ကြီးအများကြီးကုန်သွားတယ်အဲ့တော့ကျွန်တော်အခုဒီဗီဒီယိုကနေစပြီးတော့ကျွန်တော်လည်းရက်တရာတီတီတနေ့ကိုအကြောင်းအရာတစ်ခုပေါ့နော်ဒါပေမဲ့ပေါက်ပန်း40ပြောတာမျိုးတော့မဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုလူတယောက်ကလာကြည့်တယ်ဗျာပေါက်ပန်း40တွေကျွန်တော်ကထိုင်ပြောနေတယ်ဆိုလို့ရှိရင်အဲ့ဗီဒီယိုနောက်ဘယ်သူကလာကြည့်တော့မှလဲအဲ့တော့ဒီဗီဒီယိုကိုကြည့်ပြီးတော့
အကြောင်းအရာတစ်ခုခုဒါမှမဟုတ်ဘုသူတ္တတစ်ခုခုဒါမှမဟုတ်ဖြော်ရည်ရတာတစ်ခုခုရသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခါဗီဒီယိုတင်တဲ့ခါကျလို့ရှိရင်ဒီကောင်တင်တာဒီကောင်ပြောတာလေးတွေကမဆိုးဘူးပဲငါသွားကြည့်အောင်မယ်ဆိုပြီးတော့နောက်တစ်ခါရောက်ချင်းရောက်လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဆိုတော့အခုကျွန်တော်လုပ်ပဲကင်မရာထောင်ပါစကားပြောပါရိုက်ပါပြီးသွားရင် thumbnail တွေကို AI နဲ့မှာသွားပြီးတော့ကိုပုံလေးပို့ကိုပုံလေးပါ AI နဲ့မှာထည့်ပြီးသွားလို့ရှိရင်ငါတို့ဗီဒီယို thumbnail လေးထုတ်ပေးပါဆိုလို့ရှိရင် AI နဲ့ထုတ်ပေးလိမ့်မယ်အများကြီးမဟုတ်ပါဘူးလူတိုင်းလည်းသုံးနေကြပါတယ်ဒီဘက်ခေတ်မှာ Gemini တို့ ChatGPT တို့ကနေပြီးတော့ AI လေးနဲ့ thumbnail လေးလုပ်ပြီးတော့ YouTube မှာတင်လိုက်ပါပြီးသွားရင်ကိုဗီဒီယိုကိုတစ်ခေါက်ပြန်ကြည့်ပါဘာလို့တစ်ခေါက်ပြန်ကြည့်ခိုင်းတာလဲလို့ဆိုလို့ရှိရင်ဒီဗီဒီယိုမှာငါဘာလို့အပ်တယ်လဲဆိုတာလေးကိုပြန်ပြီးတော့ learn လုပ်လို့ရအောင်ဥပမာအဖြစ်ပြောပြမယ်ဗျာကျွန်တော်တို့ကင်မရာရှိမှာကျွန်တော်ဆိုလို့ရှိရင်ဗျာဒါပထမဆုံးကျွန်တော်ကင်မရာရှိမှာထိုင်ပြီးတော့ရိုက်တာတကယ်ကိုဥကြောင်ကြောင်ခံစားရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကင်မရာကိုတခြားဘက်ကူသာကျွန်တော်လှည့်ပြီးရိုက်တာကိုယ့်ဘက်ကူလှည့်ပြီးဒါပထမဆုံးရိုက်တာအဲ့တော့ကျွန်တော်တော်တော်ဥကြောင်ကြောင်ခံစားရပါတယ်အချိန်ကြီးလဲကျွန်တော်ရိုက်ရတယ်ဘာလို့လဲဆိုတော့ကိုယ့်ဟူကိုကင်မရာမှာမြင်တာကျွန်တော်ကျင်သားမရသေးပါဘူးကင်မရာစကားပြောလဲကျွန်တော်ကျင်သားမရသေးဘူးဆိုတော့ဒါကျွန်တော်တို့ပထမဆုံးဗီဒီယိုပါပထမဆုံး post လုပ်တဲ့ဗီဒီယိုပါနောက်တစ်ခုကနောက်ဗီဒီယိုတွေမှာကိုဘာပြင်လို့ရတယ်လဲကိုဘယ်အချက်ကလေးတွေထပ်ထည့်ခြင်းတယ်လဲဆိုတာပထမဗီဒီယိုကိုကြည့်တဲ့အခါမှာကျွန်တော် land ပြန်လုပ်လို့ရပါတယ်တစ်ချိန်ပဲကြည့်ပါပြီးရင်မေ့ထားလိုက်viewer တွေကြည့်ခြင်းလဲကြည့်မယ်မကြည့်လည်းမကြည့်ဘူးမကြည့်လည်းပြဿနာမရှိဘူးကျွန်တော်တို့တနေ့ဗီဒီယိုတစ်ခုလုပ်ပြီးတော့တင်သွားပါအဲ့တော့ကျွန်တော်တို့ဗီဒီယိုတွေဘယ်သူလာကြည့်မှာလဲကျွန်တော်တို့ဗီဒီယိုတွေကိုကျွန်တော်တို့မိသားစုတွေလုပ်ဖို့ကိုင်းဘက်တွေတငယ်ချင်းတွေကိုကျွန်တော် share မယ်ဗျငါဗီဒီယိုဝင်ကြည့်ငါ channel ကို subscribe လုပ်ပါနဲ့ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုတွေကိုကြည့်မဲ့လူကို YouTube ရဲ့ algorithm ကနေပြီးတော့ရှာပေးပါလိမ့်မယ်အချိန်တိုင်းသူ့ဟာသူဖြစ်လာပါလိမ့်မယ်ကိုကဗီဒီယိုကိုဖန်တီးရရှိတာဖန်တီးပါ upload လုပ်ရရှိတာလုပ်ပါတင်ရရှိတာတင်ပါပြီးရင်မေ့ထားလိုက်ပါနောက်တစ်ခုအရေးကြီးတာကကိုတင်တဲ့ဗီဒီယိုမှာအတန်လေးကိုကြည်ကြည်လင်လင်လေးဖြစ်အောင်လို့ record လေးလုပ်ပါဘာကြောင့်လဲလို့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကအစာ YouTube မှာဗီဒီယိုတွေရှာပြီးကြည့်တဲ့အခါကျလို့ရှိရင်အတန်ကြည်ကြည်လင်လင်မကြားရတာပဲဖြစ်စေနောက်ခံအတန်အရန်စုနေတာပဲဖြစ်စေကျွန်တော်တို့ဆက်ပြီးမကြည့်တော့တခြားဗီဒီယိုကျွန်တော်တို့ပြောင်းတော့အဲ့တော့ကိုကတကဘာလုံးမှာအကောင်းဆုံး message ကိုပေးပဲဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုကအတန်မကြည်လင်တဲ့အတွက်ကြည့်တဲ့လူကဘာမှရမှာမဟုတ်ပါဘူးအဲ့တော့ကြည့်တဲ့လူတွေကလည်းဒီကျွန်တော်တို့ YouTube မှာတင်တဲ့ဗီဒီယိုတွေကိုလာကြည့်ရဲဆိုတာပတ်စံမိပြီးကြည့်ကြတော့မလို့ဘူးပေါ့နော်အခမဲ့ကြည့်ရဒါပေမဲ့တို့ရဲ့တန်မိုးရှိတဲ့အချိန်တွေကနေပြီးတော့ကိုဗီဒီယိုက7 minutes ဆို7 minutes 15 minutes ဆို15 minutesတို့ရဲ့7 minutes 15 minutes ကိုအချိန်ပေးပြီးတော့လာကြည့်တာဖြစ်တဲ့အတွက်ကြည့်တဲ့လူတွေရဲ့အချိန်ကိုကျွန်တော်တို့လေးစားတဲ့အနေနဲ့ဗီဒီယိုထဲမှာအမြဲတမ်းအကြောင်းအရာတစ်ခုခုဘူးတူတာတစ်ခုခုဒါမှမဟုတ်ဖြောပြရေးလေးတစ်ခုခုပါရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါမျိုးမပါဘူးဆိုလို့ရှိရင်တော့ကြည့်တဲ့လူတွေကနောက်တစ်ချိန်လာကြည့်ဖို့မလွယ်ပါဘူးနောက်ဗီဒီယိုတွေကိုဘာဖြစ်လို့ YouTube မှာကျွန်တော်တို့က create လုပ်တင်တာလဲဘာဖြစ်လို့ YouTube creator ဖြစ်တင်တာလဲဆိုတော့လောလောဆယ်ကမ္ဘာပေါ်မှာ YouTube content creator တွေတော်တော်များတယ်ဗျတော်တော်များတယ်တန်းနဲ့ချီပြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဗမာတွေအရေးအတွက်ကတကယ်တမ်းပြောရမယ်ဆိုရင်အများကြီးမရှိလာသေးဘူးဆိုတော့သူများတွေအကုန်လုံးလုပ်နေကြတယ်သူများတွေလုပ်ပြီးသူများတွေအကျိုးဖြစ်နေတယ်တကယ်ကိုအရန်အောင်မြင်ပြီးတော့အရန်ပတ်စံရနေတဲ့ Mr. Beast လို့လူမျိုးတွေလည်း YouTube မှာအများကြီးပဲ Speed တို့ Mr. Beast တို့ဆိုရင်တော်တော်အောင်မြင်တဲ့လူတွေပေါ့နော်သူတို့တွေဆိုလို့ရှိရင် YouTube မှာYouTube နဲ့ပဲအဓိကအလုပ်လို့သဘောထားပြီးတော့သူတို့ကလုပ်နေကြတာဆိုတော့ကျွန်တော်လည်းကျွန်တော်တို့မြန်မာတွေကိုလှုပ်စေခြင်းတယ်လှုပ်စေခြင်းတော့မှကျွန်တော်တို့ရဲ့အတားအဆီးတွေကဘာလဲဆိုခုနလိုမျိုးငါမှအချိန်မရှိဘူးငါ video editing မလုပ်တတ်ဘူးငါ AI generation အဲ့လောက်ကြီးမကျွမ်းကျင်ဘူးဆိုတဲ့ဟာမျိုးအတားအဆီးတွေကိုကျွန်တော်ကြော်လွန်ပြီးတော့ဒီလိုမျိုး tripod လေးနဲ့ထောင်ပြီးတော့ရိုက်တာကိုအိမ်မှာခလေးထိန်းနေတဲ့မိခင်တွေပဲဖြစ်စေကျွန်တော်တို့အသက်50အရွယ်အသက်60အရွယ်ဘာမှမရှိဘူးအိမ်မှာပြင်းနေအလုပ်ကနေပေးစင်ယူထားပြီးသွားပြီဆိုသူတို့မှာအတွေ့အကြုံတွေအများကြီးပြောစရာတွေအများကြီးရှိရဗျအဲ့တော့အဲ့ဒါတွေအကုန်လုံး YouTube မှာတက်ပြီးပြောလို့ရတယ်အဲ့တော့သူတို့တွေအားလုံးရဲ့အိမ်မှာထိုင်နေတဲ့အပူဝင်ငွေတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒါလောက်တာကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကောင်းတယ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ကျွန်တော်ကတော့လောက်ပါလို့ကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်ဒီဘက်ခင်မှာဗျာFacebook မှာတော့မှပဲတပတ်စာအိမ်စာတွေ
တပတ်စာအင်စာတွေဆိုပြီးတော့ကျွန်တော်တို့မပြီးအောင်လုပ်ကြသေးတာပဲအဲ့ဒီဟာတွေအတွက်ကျွန်တော်တို့အချိန်ပေးနေသလို YouTube အတွက်လည်းတစ်ရက်ကို10မိနစ်15မိနစ်မိနစ်20လောက်အချိန်ပေးပြီးတော့ကျွန်တော်တို့စိတ်ဝင်စားတဲ့အကြောင်းအရာလေးကိုဒီ content လေးဖန်တီးပြီးတော့ YouTube channel မှာတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်နောက်4-50နှစ်အထိလည်းအကျိုးရှိနေလိမ့်မယ်အလုပ်လေးတစ်ခုလို့ကျွန်တော်မြင်ပါတယ်အဲ့တော့လုပ်စေချင်ပါတယ်လုပ်ဖို့လည်းကျွန်တော်တိုက်တွန်းပါတယ်အခုကျွန်တော်ရဲ့ channel မှာဆိုလို့ရှိရင် subscriber 912ယောက်ရှိတယ်အခုဒီဗီဒီယိုကိုကြည့်မဲ့လူကအဲ့ထဲနေပြီးတော့လူ90မပြည့်ဘူးတကယ်ပြောတာလူ90မရှိဘူးဆိုတော့ဒါပေမဲ့ကျွန်တော်ဗီဒီယိုနေ့တိုင်းတစ်ခု create လုပ်ပြီးတော့တင်သွားပါမယ်ဒီဗီဒီယိုတွေကိုကြည့်ပါဆိုရင်ကျွန်တော်လိုက်ပြီးတော့ပြတော့မှာမဟုတ်ဘူးအရင်တော့မသိခင်တော့ကျွန်တော်လည်းလုပ်ခဲ့ပါတယ် view တွေရကျင်တာ哦အဲ့တော့ YouTube ကနေပြီးတော့သူ့ဘက်သူသာရှာပေးပါလိမ့်မယ်ရှာပေးလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ရက်တရာအတွင်းမှာကျွန်တော်ရဲ့ channel လည်းအောင်မြင်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အကယ်၍ဒီဗီဒီယိုကိုကြည့်တာဒီနားထိရောက်လာပြီဆိုလို့ရှိရင်ဒီဗီဒီယိုပြီးတာနဲ့ခင်ဗျားရဲ့ဖုန်းလေးနဲ့ခင်ဗျာ content လေးတစ်ခုရိုက်ကြည့်ပါရိုက်ပြီးတော့ YouTube မှာတင်လိုက်ပါတင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment section လေးမှာခင်ဗျားဗီဒီယို link လေးကိုလာချလာခဲ့ပါကျွန်တော်လာကြည့်ပါမယ်ပြီးတော့ဒီဗီဒီယိုထဲမှာကျွန်တော်ပြောတဲ့အထက်မှာလိုအပ်တဲ့ check လေးတွေရှိတယ်ပြင်ရမယ့် check လေးရှိရဆိုလို့ရှိရင် comment မှာရေးထားခဲ့ပေးပါကျွန်တော်နောက်ဗီဒီယိုတွေမှာပြင်ဆင်ပေးပါမယ်အကယ်၍ဒီဗီဒီယိုကနေပြီးတော့ဘူးတုတတစ်ခုခုအသိပညာတစ်ခုခုနောက်တော့ဖြော်ပြရေးတစ်ခုခုခင်ဗျားတို့အတွက်ရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel က subscriber 912ယောက်ပဲရှိသေးတာဖြစ်တဲ့အတွက် subscriber တစ်ယောက်ချင်းတိုးလာခြင်းဒီအများကြီးထောက်ကူပြုပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ